2026-2029ဘောလုံးရည်တက်မှာလာလီဂါချန်ပီယံဘာစီလိုနာအသင်းရဲ့နီးပြဟန်စီဖလက်ဟာလီဝမ်ဒိုစကီနဲ့ရက်ဖိုဒိုထွက်သွားပြီးတဲ့နောက်ပိုင်းမှာအသင်းရဲ့တိုက်စစ်ပိုင်းကိုလူငယ်တွေးတစ်တွေကစားသမားတစ်တွေနဲ့ပြန်လဲပုံဖော်နေပါတယ်။အထူးသဖြင့်ပရိသတ်တွေရင်ခုန်စွာစောင့်မျှော်နေတဲ့ဘာစီလိုနာရဲ့အဓိကတိုက်စစ်၄ယောက်နေရာမှာဘယ်သူတွေကိုအခြေခံပြီးတော့အသုံးပြုသွားမလဲဆိုတာစိတ်ဝင်စားစရာဖြစ်နေပါတယ်။နီးပြဖလက်ကသူ့ရဲ့အားပြင်းတဲ့ pressing game ကိုအခြေခံပြီးတော့၄နှစ်တုပ်တဲ့ကစားကွက်ထဲမှာအဓိကတိုက်စစ်နေရာတွေကိုထည့်သွင်းဖို့ပြင်ဆင်နေပြီးတော့ညာတောင်ပန်တိုက်စစ်နေရာမှာတော့တေချာပေါ့အသင်းရဲ့အားကိုးရတဲ့ကျောင်းနံပါတ်10ဝတ်ဆင်ထားတဲ့လာမဲရမဲကသူ့ရဲ့ပုံစံအတိုင်းပဲတူရင်ကြော်ပြတ်မှုတွေဖန်တီးမှုတွေနဲ့အတူပုံမှန်ပွဲထွက်ခွင့်ရမှာဖြစ်ပါတယ်။ဘဲတောင်ပန်တိုက်စစ်နေရာမှာတော့ဒီနွေရာသီမှာနျူကာဆယ်ကနေပြီးတော့ယူရိုတန်80နဲ့ခေါ်ယူထားတဲ့ကစားသမားအန်တိုနီဂေါ်ဒန်ကအမြန်နှုန်းနဲ့တိုက်စစ်စင်ကစားသွားမလား။ပြီးခဲ့တဲ့ရာသီကဒဏ်ရာပဿနာနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ပြန်လာချိန်မှာတော့အကောင်းဆုံးခြေစွမ်းတွေပြသသွားတဲ့ရဖင်ညာကိုပဲအသုံးပြုသွားမလားဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်ရမှာဖြစ်ပါတယ်။တိုက်စစ်ကွင်းလက်နေရာမှာတော့ဒန်နီအိုမိုကိုတိုက်စစ်မှုရဲ့အနောက်နေရာဗဟိုပြုလှုပ်ရှားကစားမှဖြစ်ပြီးတော့ဒေါ်မောန်ရောက်ရှိလာတဲ့ကာရီအတွေ့အမီကတော့တောင်ပန်ရောကွင်းလက်မှာပါကစားနိုင်တာကြောင့်ပွဲကစားချိန်အတွင်းနေရာချင်းလှည့်ပြောင်းကစားသွားမှာဖြစ်နိုင်ပါတယ်။ဆိုင်တိုက်စစ်မှုနေရာမှာတော့လောလောဆယ်စပိန်တိုက်စစ်မှုဖရန်တိုရက်ကအထိုင်ကစားဖို့ရှိနေပြီးတော့ခြေစမ်းပွဲမှာငကိုတွင်းယူထားတဲ့လူငယ်တိုက်စစ်မှုဟန်ဇာအဗဒယ်ကာရင်လည်းအရန်တင်းရှိနေပါတယ်။ဒါပေမဲ့ဘာစီလိုနာရဲ့တိုက်စစ်ကဒီများနဲ့တည်ပြီးသွားလာမဟုတ်ပဲနဲ့ကွင်းလက်တိုက်စစ်မှာခြေစွမ်းပြနေတဲ့ဖာမင်လိုပတ်ရောကြံနေပါသေးတယ်။ဒီလိုလူဆောင်တက်ဆောင်ခြေတွေမှာနီးပြဟန်စီဖလက်အနေနဲ့ပွဲထွက်ခွင့်အတွက်ဘဒုကိုအဓိကအသုံးပြီးတော့ဘယ်ကစားသမားကပွဲကစားခွင့်ရချိန်နည်းနည်းလေးအတွင်းမှာအဆုံးဖြတ်ဂိုးတွေကိုတွင်းယူပေးမယ်စူပါဆတ်ဖြစ်သွားမလဲဆိုတာကတော့တကယ်ပဲစိတ်ဝင်စားကြကောင်းနေပါတယ်။ခုရှိနေတဲ့တိုက်စစ်အားစုတွေတဲကနေလာမဲ့ရည်တက်ပွဲဥထပ်မှာနီးပြဟန်စီဖလက်အနေနဲ့ဘဒုကိုအဓိကပွဲထွက်လူစင်းအဖြစ်အသုံးပြုတင်တယ်လို့ထင်ကြပါသလဲ။ပြည်သူတို့ရဲ့အမြင်တွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်။